ထိုင်းစကားကိုထိုင်းစာလုံးပေါင်းပြီးတော့လေ့လာကြမယ်နော်พ่อ blue ดอกไม้แต่โน้นหนูเนาะโน้นหนูในกระถางพ่อปลูกดอกไม้ในกระถางเนาะผีแปลอูเทหมาแปลไส้เด็กพ่ออภิปลูกဆိုတာကစိုက်တယ်နော်ดอกไม้ဆိုတာကပန်းနိုင်ထဲမှာပေထဲမှာလဲဆိုတော့กระถางပန်းအိုးထဲမှာsorry พ่อปลูกดอกไม้ในกระถางผีပန်းအိုးထဲမှာပန်းစိုက်တယ်พ่อไม่อีพ่อปอลออูกอปลูกดออกอดอกมอไอไม้มิถุไม้นอไอในกอรออากระทออางอฐานพ่อปลูกดอกไม้ในกระถางผีကပန်းအိုးထဲမှာပန်းစိုက်တယ်พ่อဆိုတာကဖေပလူဆိုတာကစိုက်တယ်နော်ပလူတော်မိုင်းဆိုတော့ပန်းစိုက်တယ်ပလူတော့မိုင်းဆိုရင်တစ်ပင်စိုက်တယ်နော်နိုင်ထဲမှာกระถางပန်းအိုးထဲမှာกระถางဆိုတာကဟိုပန်းအိုးတို့တစ်ပင်တစ်သေးလေးတွေစိုက်တဲ့ဟိုအိုးသေးလေးတွေထဲမှာအဖေကပန်းစိုက်တယ်တဲ့พ่อปลูกดอกไม้ในกระถางအဖေပန်းအိုးထဲမှာပန်းစိုက်တယ်နော်